န်ရှန်သည်စားပွဲပေါ်တွင်လိမ့်နေသောဘဲများကိုတစ်ချက်ကြည့်လိုက်သည်နှင့်ကြောက်မက်ဖွယ်ရှိုးဝက်ချက်တစ်ခုကိုချက်ချင်းသိလိုက်သည်အဘယ်ကြောင့်ဆိုသောမင်းတို့၏ပင်လယ်ပြင်ကင်းမျော်စင်သည်နှစ်ပေါင်းများစွာပင်လယ်လိုင်းများ၏ရိုက်ခတ်မှုကြောင့်စောင်းနေပြီဖြစ်သည်ဤပင်လယ်ပြင်ကင်းမျော်စင်မှအမြန်ဆုံးမထွက်ခွာပါကမင်းတို့လေးဦးဖွဲ့သည်အသက်ဆုံးရှုံးရမည်ဖြစ်သည်ပိုလေးကြောက်เสียကောင်းသည်မှာမင်းတို့သည်ကင်းမျော်စင်တွင်နှစ်ကြာနေထိုင်ခဲ့ပြီဖြစ်ပြီးနေ့စဉ်သုံးပစ္စည်းများနှင့်အစားအသောက်များလည်းကုန်ခါနီးပြီဖြစ်သည်သို့သောအထက်အရာရှိများကနှစ်တစ်ကြိမ်သတ်မှတ်ထားသည့်အတိုင်းမင်းတို့အားအစားထိုးရန်လူမပို့ဘဲထောက်ပံ့ရေးပစ္စည်းများပို့ဆောင်ရန်တင်မောများလည်းမလာခဲ့ပေလူတိုင်းကရှေ့ဆက်မိဘဝအတွက်စိုးရိမ်ပူပန်နေချိန်တွင်စစ်သားတအုပ်ကဝမ်းသာစရာတစ်ခုကိုရုတ်တရက်တွေ့ရှိခဲ့သည်မင်းမှာမလန့်မကန့်ပင်လေပြင်တွင်တန်တရားဖြစ်ဖွယ်တင်မောတစ်စင်းမင်းတို့စီသို့ချင်းကပ်လာခြင်းဖြစ်သည်သို့သောထူးဆန်းသည်မှာကင်းမျော်စင်ရှိရေဒါကထိုတင်မောမှမိသည့်အချက်ပြမှုကိုမျှမရရှိခဲ့ပေရှောင်းဟေးကထိုတင်မောသည်မင်းတို့အားအစားထိုးရန်လာသောတင်မောဖြစ်မိဟုထင်ခဲ့တော်လဲကပ္ပရင်ကမူကိစ္စမှာထိုမြရိုးရှင်းမိမဟုတ်ဟုယူဆခဲ့သည်သူသည်စကားတခုမှမပြောဘဲကင်းမျော်စင်အားအသင့်အနေထားရန်အမိန့်ပေးခဲ့သည်အဘယ်ကြောင့်ဆိုသောသူသည်ထိုတင်မောသည်မိတ်ဆွေလားရန်သူလားမသိသောကြောင့်ဖြစ်သည်ထို့အပြင်သူသည်စစ်သားများအားတန်တရားဖြစ်ဖွယ်တင်မောကိုအမြောက်ဖြင့်ချိန်ထားရန်အမိန့်ပေးခဲ့သည်ထိုတင်မောသည်မင်းတို့နှင့်ပုံမနီကပ်လာသည်ကိုမြင်သောအခါကင်းမျော်စင်ရှိလူတိုင်းသည်အလွန်တင်းမာနေကြသည်ကင်းမျော်စင်ရှိဆက်သွယ်ရေးရာရှိအိုင်မီကလည်းရေဒီယိုမှတဆင့်ထိုတင်မောကိုခေါ်ဆိုခဲ့သည်သို့သောသူမမိမြပင်ခေါ်ထိုတင်မောမှမိသည့်တုတ်ပြန်မှုများမရှိခဲ့ပေကပ္ပရင်ကချက်ချင်းပြစ်ခတ်ရန်အမိန့်ပေးလိုက်မည်ဟုထင်ခဲ့တော်လဲကပ္ပရင်ကရုတ်တရက်စိတ်ပြောင်းသွားခဲ့သည်သူသည်ရှောင်းဟေးအားပစ္စရိုတလက်ပေးပြီးရှောင်းဟေးအားလှိငယ်ဖြင့်တွားရောက်စုံစမ်းရန်ပြောခဲ့သည်ရှောင်းဟေးကဤတာဝန်ဒီအသက်အန္တရာယ်ရှိကြောင်းသိတော်လဲစစ်သားတအုပ်နေဖြင့်အမိန့်ကိုနာခံရမည်ဖြစ်သောကြောင့်သူသည်အမိန့်တိုင်းလေးဖြင့်သွားခဲ့သည်သို့သောသူသည်ထိုတင်မောနှင့်ပုံမနီကပ်လာသည်နှင့်အမျှတခုခုမားရင်နေကြောင်းရုတ်တရက်တွေ့ရှိခဲ့သည်အဘယ်ကြောင့်ဆိုသောတင်မောပေါ်တွင်လူတဦးတစ်ယောက်မျှမရှိဘဲတင်မောကိုယ်ထဲမှလည်းတန်ချေးတက်နေခဲ့သည်မင်းသည်ဒဏ္ဍာရီလာတရေတင်မောနှင့်တူနေခဲ့သည်သူသည်တပတ်ကြည့်ပြီးမိသူမျှသူ့ကိုအာယုံမဆိုင်သောအခါရှောင်းဟေးကတင်မောပေါ်သို့တက်လေစုံစမ်းရန်ဆုံးဖြတ်ခဲ့သည်ပြဿနာမဖြစ်စေရန်အတွက်သူသည်စူညံနေသောရှတတအဲရှဲတဲ့ရကိုပိတ်ထားခဲ့သည်ဤလိုရဲ့ကြောင့်သူသည်အသက်ဆုံးရှုံးမှုနီးပါးဖြစ်ခဲ့ရသည်ကိုသူမသိခဲ့ပေသူသည်ရင်မောင်းခန်းထဲသို့ရောက်သောအခါအရာအလုံးကိုဖွင့်လှစ်ထားသည်ကိုတွေ့ရှိခဲ့ပြီးခွက်များထဲတွင်ပင်ကူမြင်များပြည့်နေခဲ့သည်ဤတင်မောသည်အချိန်တော်ကြာပြစ်ပယ်ထားခဲ့သည်မှာထင်ရှားသည်သို့သောထူးဆန်းသည်မှာတင်မောပေါ်ရှိလူများအလုံးမိသည့်နေရာသို့ရောက်သွားသည်ကိုမိသူများမသိခဲ့ပေတေဆုံးခဲ့ပါကအလောင်းများရှိတဲ့သည်ရှောင်းဟေးသည်တင်မော၏အတွင်းပိုင်းကိုဖြည်းဖြည်းချင်းစူးစမ်းနေစဉ်တွင်တိုက်ခိုက်ရေးဝတ်စုံလေးစုံကိုရုတ်တရက်တွေ့ရှိခဲ့သည်မင်းကိုမြင်သောအခါရှောင်းဟေးကတခုခုကိုချက်ချင်းအတိလိုက်သည်တင်မောသည်မင်းတို့အားအစားထိုးရန်လာသောတင်မောဖြစ်ရမည်သို့သောတင်မောပေါ်ရှိအဖွဲ့ဝင်၄ဦးလုံးမိသည့်နေရာသို့ရောက်သွားခဲ့သည်။သို့သောကံကောင်းစွာဖြင့်တင်မောပေါ်ရှိပစ္စည်းများအလုံးရှိနေသေးသည်။ရက်နှဲငယ်ကြအောင်ဗိုက်ပြည့်အောင်မစားရသေးသောရှောင်းဟေးသည်ဒီစက်ကစ်များကိုကောက်ယူစားခဲ့သည်သို့သောသူမသိခဲ့သည်မှာအခြားတစ်ဖက်ရှိကင်းမျော်စင်ရှိကပ္ပရင်သည်အလုံးစိတ်ပူပန်နေခဲ့သည်။ရှဲတဲကြမှရှောင်းဟေး၏တုံ့ပြန်မှုကိုအချိန်တော်ကြာမရရှိသောအခါကပ္ပရင်ကရှောင်းဟေးတစ်ခုခုဖြစ်ခဲ့ပြီဟုတန်တရားရှိခဲ့သည်ထို့ကြောင့်သူသည်နျူကလ িয়ার လက်နက်ကိုအသက်သွင်းပြီးပစ်ခတ်ရန်ပြင်ဆင်ခဲ့သည်သို့သောကပ္ပရင်ပစ်ခတ်ရန်ပြင်ဆင်နေသည့်နောက်ဆုံးစက္ကန့်တွင်ရှောင်းဟေးကသူ၏အထက်ရှဲတဲ့ရကိုပိတ်ထားခဲ့သည်ကိုရုတ်တရက်တတိယခဲ့သည်သူဖွင့်လိုက်သည်နှင့်သူသည်အလွန်ထိတ်လန့်သွားခဲ့သည်သူသည်ကြောက်လန့်တကြားကပ္ပရင်အားသူ၏အခြေအနေကိုအစီရင်ခံခဲ့ပြီးတေဘေးမှကံကောင်းစွာလွတ်မြောက်ခဲ့သည်ကပ္ပရင်၏စီစဉ်မှုဖြင့်ရှောင်းဟေးသည်အစားထိုးတင်မောကိုဆွဲယူလာခဲ့သည်ကပ္ပရင်ကသူ့ကိုတက်လူနီးပါးဖြစ်ခဲ့သည်ကိုသိသောအခါရှောင်းဟေးသည်ဒေါသထွက်ပြီးဆဲဆိုခဲ့သည်သို့သောကပ္ပရင်ကသူ့ကိုအာယုံဆိုင်ရန်အချိန်မရှိခဲ့ပေအဘယ်ကြောင့်ဆိုသောသူသည်အစားထိုးတင်မောပေါ်ရှိအဖွဲ့ဝင်၄ဦးလုံးမိသည့်နေရာသို့ရောက်သွားသည်ကိုရှင်းရှင်းလင်းလင်းစုံစမ်းရမည်ဖြစ်သောကြောင့်ဖြစ်သည်ထို့ကြောင့်သူတို့သည်အင်ဂျင်နေရာများအားလျှက်စစ်ပတ်လမ်းများကိုပြုပြင်စေပြီးတင်မော၏ရေကြောင်းမှတ်တမ်းများကိုစစ်ဆေးခဲ့သည်သို့သောမင်းတို့သည်ထူးဆန်းသောလမ်းကြောင်းတစ်ခုကိုတွေ့ရှိခဲ့သည်အစားထိုးတင်မောသည်ကင်းမျော်စင်ပတ်လည်တွင်အချိန်တော်ကြာလှည့်ပတ်နေခဲ့သည်ထိုအချိန်တွင်အခြားအဖွဲ့ဝင်များလည်းအလုပ်များနေခဲ့ကြသည်ကတုံးကအစားထိုးတင်မော၏အင်ဂျင်ကိုတညလုံးပြုပြင်ခဲ့သည်ရှောင်းဟေးကရေဒီယိုမှတဆင့်ဌာနချုပ်သို့ message ပို့ပြီးအစားထိုးတင်မောအသင့်ဖြစ်နေဖြစ်ကြောင်း2ရက်အကြာတွင်မင်းတို့သည်အစားထိုးတင်မောဖြင့်ပြန်လာမည်ဖြစ်ကြောင်းပြောခဲ့သည်ကံကောင်းစွာဖြင့်ကတုံးသည်ပြုပြင်ရေးကျွမ်းကျင်သူတဦးဖြစ်ပြီးအစားထိုးတင်မော၏အင်ဂျင်ကိုမကြာမီပြုပြင်ပြီးစီးခဲ့သည်မင်းတို့သည်နောက်ဆုံးတွင်အိမ်ပြန်နိုင်ပြီဟုထင်ခဲ့ကြသည်ထို့ကြောင့်မင်းတို့သည်ကပ္ပရင်အားဤအကြောင်းကိုအစီရင်ခံရန်ပြင်ဆင်ခဲ့သည်သို့သောကပ္ပရင်ကအပြင်တွင်အချိန်တော်ကြာစောင့်ဆိုင်းနေခဲ့ပြီးမင်းတို့နှစ်ဦးအားထူးဆန်းသောအမိန့်တစ်ခုပေးခဲ့သည်မင်းမှာဤအစားထိုးတင်မောကိုအမြန်ဆုံးဖျက်ဆီးပြရန်ဖြစ်သည်ထိုအမိန့်ကြောင့်မင်းတို့နှစ်ဦးသည်အလွန်နားမလည်နိုင်ဖြစ်ခဲ့ပြီးကပ္ပရင်၏ဦးနောက်ချွေရင်းနေပြီဟုထင်ခဲ့ကြသည်အဘယ်ကြောင့်ဆိုသောမင်းတို့သည်ကင်းမျော်စင်တွင်နှစ်ကြာနေထိုင်ခဲ့ပြီးဖြစ်ပြီးဤဒီမှာပင်လယ်ပြင်ကင်းမျော်စင်မှထွက်ခွာရန်မင်းတို့၏တခုတည်းသောအခွင့်အရေးဖြစ်သောကြောင့်ဖြစ်သည်မင်းတို့နှစ်ဦးကအမိန့်ကိုမနာခံခြင်းသည်ကိုမြင်သောအခါကပ္ပရင်ကသူ၏ခါရှိပစ္စတိုကိုကိုင်လိုက်သည်က
ကပရင်ကနောက်ပြောင်နေခြင်းမဟုတ်သည်ကိုမြင်သောအခါမင်းတို့သည်အစားထိုးတင်မောကိုအမြောက်ဖြင့်ပစ်ခတ်ဖြစ်အစည်းခဲ့သည်သို့သောဤလောက်ရကြောင့်အဖွဲ့ဝင်များအလွန်ဒေါသထွက်ခဲ့ကြသည်အရေးပေါ်အခြေအနေတွင်အမျိုးသမီးဆက်သွယ်ရေးရာရှိကမိသက်ဆေးဘူးကိုကင်ဆောင်လာပြီးကပရင်ကိုရိုက်နှက်၍သတိလစ်စေခဲ့သည်နောက်ဆုံးတွင်မင်းတို့သုံးဦးသည်ကပရင်ကိုပစ္စည်းထားခန်းထဲသို့ပိတ်လောင်ခဲ့သည်အေတော်တွင်အိုင်မီကကပရင်၏လေပင်မှနျူကလ িয়ার လက်နက်သောနှစ်ချောင်းကိုယူဆောင်သွားခဲ့ပြီးနောက်ပိုင်းတွင်သူ၏အမိန့်များကိုနာခံတော့မည်မဟုတ်ဟုဆုံးဖြတ်ခဲ့သည်နောက်တစ်နေ့တွင်ရှောင်းဟေးကကပရင်အားအစားအသောက်ပို့ပေးခဲ့သည်သူသည်ကပရင်ကအစားထိုးတင်မောကိုအဘယ်ကြောင့်ဖျက်ဆီးခဲ့သည်ကိုအလွန်အံ့ကြားခဲ့သည်သို့သောကပရင်ကကြောက်မက်ဖွယ်ရှိုးဝက်ချက်တစ်ခုကိုပြောပြခဲ့သည်ကပရင်ကသူ၏ရေချောင်းမှတ်တမ်းများကိုစစ်ဆေးမှုအရအစားထိုးတင်မောသည်3လအကြာကတည်းကရေဒါတွင်ပေါ်လာခဲ့၏ဖြစ်ကြောင်းပြောခဲ့သည်သို့သောအစားထိုးတင်မောသည်မင်းတို့၏ပင်လယ်ပြင်ကင်းမျော်စင်သို့ရောက်ရှိကာနီးတွင်အဘယ်ကြောင့်မှမသိလမ်းကြောင်းပြောင်းသွားခဲ့ပြီးမှားယွင်းသောနေရာသို့ဆက်လက်သွားနေခဲ့သည်အဲ့ဒီမှာမင်းတို့၏၄ဦးဖွဲ့တွင်သူရှိုတဦးရှိနေပြီးတစုံတဦးကအစားထိုးတင်မောအားမှားယွင်းသောနေရာပြကိန်းများပေးခဲ့ခြင်းဖြစ်သည်မှာထင်ရှားသည်ကပရင်ကထိုသူရှိုသည်အိုင်မီတို့မဟုတ်ကတုံးဖြစ်မည်ဟုတန်တရားရှိခဲ့သည်ထို့ကြောင့်သူသည်အစားထိုးတင်မောကိုဖျက်ဆီးရန်အမိန့်ပေးခဲ့သည်ပြက်ရအားလုံးသည်သူရှိုအားကင်းမျော်စင်မှထွက်ခွာခြင်းမှတားဆီးရန်ဖြစ်သည်သို့သောဤစကားကိုရှောင်းဟေးကလုံးဝမယုံခဲ့ပေပြန်ရောက်ပြီးနောက်ရှောင်းဟေး၏စိတ်သည်အချိန်တော်ကြာမငြိမ်မသက်ဖြစ်နေခဲ့သည်ထိုအချိန်တွင်ကတုံး၏စိတ်ခံစားချက်များရုတ်တရက်ပြင်းထန်လာခဲ့သည်သူသည်စကားတစ်ခုမှမပြောရဲအိုင်မီ၏လေပင်ကိုညှစ်ပြီးသူမ၏လေပင်ရှိနျူကလ িয়ার လက်နက်တော်များကိုလူယူရန်ပြင်ဆင်ခဲ့သည်ထို့နောက်သူသည်တော့များကိုဆက်ထဲသို့ထည့်သွင်းပြီးနျူကလ িয়ার လက်နက်ကိုအသုံးပြု၍ကင်းမျော်စင်ကိုလုံးဝဖျက်ဆီးပြရန်ရည်ရွယ်ခဲ့သည်ခက်ချိန်တွင်ကတုံးသည်ယူသွနေပြီးဘဝအပေါ်ယုံကြည်မှုလုံးဝပျောက်ဆုံးနေသည်မှာထင်ရှားသည့်အရေးပေါ်အခြေအနေတွင်ရှောင်းဟေးကအချိန်မီရောက်လာပြီးကတုံးကိုစိတ်အေးစေခဲ့သည်ကတုံးသည်သူ၏အမားကိုတကယ်တည်သွားပြီဟုထင်ခဲ့တော်လဲသူရက်တန့်သွားရခြင်းမှာနောက်ဆုံးရှိုးဝက်နံပါတ်ကိုမေ့သွားသောကြောင့်ဖြစ်သည်အကြက်တဲတစ်ခုပြီးဆုံးသွားတော်လဲထိုအချိန်တွင်ပိတ်လောင်ခံထားရသောကပရင်ကပြတင်းပေါက်မှခုံချရိတ်ထွက်ပြေးရန်ရွေးချယ်ခဲ့သည်သို့သောဤကျက်ပြောလာသောပင်လယ်ပြင်တွင်ကပရင်သည်မိသည့်နေရာသို့ထွက်ပြေးနိုင်မည်နည်းကပရင်ထွက်ခွာသွားပြီးနောက်ကြန့်ရှိသော၃ဦးသည်လုပ်ငန်းများကိုပုံမှန်တိုင်းဆက်လက်လုပ်ဆောင်ခဲ့ကြသည်သို့သောထိုနေ့တွင်ရှောင်းဟေးကငါးဖမ်းပိုက်ဖြင့်ငါးဖမ်းနေစဉ်ရေထဲမှလက်တစ်ဖက်ကိုရုတ်တရက်ဆွဲတင်မိခဲ့သည်သူဆွဲတင်လိုက်သောအခါထွက်ပြေးသွားသောကပရင်ဖြစ်နေသည်ကိုတွေ့ရှိခဲ့သည်ထို့အပြင်ကပရင်၏ဦးခေါင်းတွင်တေးစေနိုင်သောကြီးစံနှံရာတစ်ခုရှိနေခဲ့သည်မင်းကိုမြင်သောအခါရှောင်းဟေးကတစ်ခုခုကိုချက်ချင်းတီးလိုက်သည်မင်းမှာလွန်ခဲ့သောရက်အနည်းငယ်ကပရင်ကမင်းတို့၏၄ဦးဖွဲ့တွင်သူရှိုတဦးရှိနေကြောင်းပြောခဲ့ခြင်းဖြစ်သည်ဤစကားသည်အခြေမြင့်မရှိသည်မဟုတ်သည်မှာထင်ရှားသည်ကြန့်ရှိသောအဖွဲ့ဝင်နာအဦးနှင့်တဦးသည်သူရှိုဖြစ်ရမည်မဟုတ်ပါကပရင်သည်အသက်ခံရမည်မဟုတ်ပေအိုင်မီသည်သူ၏ရေးစားဖြစ်သောကြောင့်ရှောင်းဟေးကကတုံးကိုအကြီးမားဆုံးတန်တရားရှိသူဖြစ်သတ်မှတ်ခဲ့သည်သူ၏စိတ်ထဲရှိတန်တရားကိုတက်သေးပြရန်အတွက်ရှောင်းဟေးကမင်းတို့အားအစားထိုးတင်မောဖျက်ဆီးခံရသည့်နေရာသို့တွားရောက်ပြီးအစားထိုးတင်မောပေါ်ရှိအဖွဲ့ဝင်များ၏တဲလုံဆက်များကိုရှာဖွေရန်အကြံပြုခဲ့သည်သို့သောထိုအချိန်တွင်ကတုံးကရုတ်တရက်ရှေ့သို့ထွက်လာပြီးအိုင်မီနှင့်အတူ